တခါတော့ကရွာငယ်လေးတစ်ရွာမှာကပီးလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်သူဟာထက်မြက်တဲ့သူဖြစ်ပေမဲ့ပြဿနာတစ်ခုရှိနေတဲ့အဲ့ဒါကတော့ဘယ်ရာကိုမှအာယုံမဆိုင်နိုင်တာပါပဲသူ့ရဲ့စိတ်ဟာကနာမငြိမ်တဲ့ငှက်တစ်ကောင်လိုပဲအတွေ့တစ်ခုကနေတစ်ခုကိုခုန်ပြန်နေတတ်တယ်သူစာဖတ်တာပဲဖြစ်ဖြစ်အရေးကြီးတဲ့အလုပ်တစ်ခုခုလုပ်တာပဲဖြစ်ဖြစ်မကြခင်မှာပဲကစားစရာတွေဒါမှမဟုတ်တခြားအရာတွေကြောင့်အာယုံပြန့်လွင့်သွားတတ်တယ်သူစာချက်ဖို့စူးစမ်းတိုင်းသူ့ရဲ့ဖုန်းဒါမှမဟုတ်တငယ်ချင်းတွေအကြောင်းကိုပဲတွေးနေမိတယ်ကပီရဲ့ဖခင်ကသူ့ကိုမကြာခဏပြောလေးရှိတယ်သားမင်းရဲ့စိတ်ဟာရိုင်းဆိုင်တဲ့မြင်းတကောင်လိုပဲအကယ်၍မင်းသာသူ့ကိုမထိန်ချုပ်နိုင်ရင်သူကမင်းကိုလမ်းမစီခေါ်သွားလိမ့်မယ်မင်းရဲ့စိတ်ကိုစီကန်းရှိအောင်လေ့ကျင့်ပေးလိုက်ရင်တော့အဲ့ဒီစိတ်ကမင်းသွားခြင်းနဲ့ဘယ်နေရာကိုမဆိုခေါ်သွားပေးနိုင်လိမ့်မယ်ဒါပေမဲ့ကပီကတော့အဲ့ဒါကိုဘယ်တော့မှအလေးအနက်မထားခဲ့ဘူးတနေ့မှာတော့လူငယ်တွေကိုအောင်မြင်မှုရအောင်လေ့ကျင့်ပေးရမှာနာမည်ကြီးတဲ့ဂုရုကြီးလို့ခေါ်တဲ့ပညာရှိဆရာကြီးတဦးစီကိုကပီရဲ့ဖခင်ကခေါ်သွားပြီးကပီရဲ့ပြဿနာကိုရှင်းပြခဲ့တဲ့ဂုရုကြီးကပြုံးပြီးကပီကိုရေအပြည့်ပါတဲ့ဖန်ခွက်လေးတစ်ခွက်ပေးရင်ဒီရေခွက်ကိုကင်ပြီးငါ့ရဲ့ဥယျာဉ်ထဲမှာလက်လျှောက်ပါရေတစ်စက်မှမဖိတ်စေနဲ့လို့ခိုင်းလိုက်တယ်ဒါဟာရိုးရှင်းတယ်လို့ထင်ရပေမဲ့ကပီလမ်းလျှောက်နေတော့မှပဲငှက်ကလေးတွေရဲ့တေးတန်တရွက်လှုပ်တန်တွေနဲ့တခြားကလေးတွေရဲ့ရေမောတန်တွေကိုကြားနေရတယ်သူဘေဘီကိုလှည့်ကြည့်လိုက်တိုင်းရေတွေဖိတ်ကြကုန်တယ်သူပြန်ရောက်လာတဲ့အခါမှာတော့ဖန်ခွက်ထဲကရေတဝက်လောက်ဟာကုန်နေပြီးဂုရုကြီးကဘာလို့ရေတွေအများကြီးဖိတ်သွားတာလဲလို့မေးတဲ့အခါကပီကကျွန်တော်အာယုံပြက်လွင့်သွားလို့ပါလို့ပြန်ဖြေတယ်ဂုရုကြီးကဒီဖန်ခွက်ဟာမင်းရဲ့ပန်းတိုင်ဖြစ်ပြီးရေကတော့မင်းရဲ့အာယုံစူးစိုက်မှုပဲမင်းရဲ့ပတ်ဝန်းကျင်ကအာယုံပြက်လွင့်စရာတွေဟာဒီလောကကြီးရဲ့စူညံတန်တွေလိုပဲအကယ်၍မင်းရဲ့စိတ်ကိုမင်းရဲ့ရည်မှန်းချက်ပေါ်မှာပဲတည်ရှိနေအောင်စီကံမချနိုင်ဘူးဆိုရင်မင်းမသိလိုက်ခင်မှာပဲအရာအလုံးကိုဆုံးရှုံးသွားလိမ့်မယ်လို့ဆုံးမလိုက်တယ်နောက်ဆုံးမှာတော့ကပီနားလဲသွားခဲ့ပြီးအဲ့ဒီနေ့ကစပြီးသူဟာအရာသေးသေးလေးကနေစတင်ခဲ့တယ်နေတိုင်းအချိန်မှအိပ်ရထားတဲ့ဖုန်းသုံးတာကိုကန့်သက်တယ်ပြီးတော့သူလုပ်သမျှအလုပ်တိုင်းကိုအပြည့်အဝအာယုံစိုက်တဲ့စိတ်ကိုတည်ငြိမ်အေးချမ်းအောင်လေ့ကျင့်ပေးဖို့မနက်တိုင်းတရားထိုင်တဲ့အလေးကျင့်ကိုလည်းလှုပ်ဆောင်ခဲ့တယ်အစပိုင်းမှာတော့ခက်ခဲခဲ့တယ်သူစိတ်တွေကလွင့်ပြန်နေတော့ပဲဒါပေမဲ့သူကတော့လှုပ်ဆောင်နေတဲ့အလုပ်ပေါ်ကိုစိတ်ပြန်ရောက်လာအောင်အမြဲတမ်းဆွဲခေါ်ခဲ့တဲ့ရက်တွေကနေသတင်းပတ်တွေပြောင်းလဲလာတာနဲ့အမျှကပီးဟာတဖြည်းဖြည်းပြောင်းလဲလာတာကိုခံစားမိလာတဲ့မှတ်ဉာဏ်တွေပိုကောင်းလာပြီးစာမွေးပွဲအမှတ်တွေလည်းတက်လာခဲ့တယ်တနှစ်အကြာမှာတော့အကြီးစားအမျိုးသားအဆင့်ပြိုင်ပွဲတစ်ခုကျင်းပခဲ့တဲ့ကျောင်းသားတွေဟာခက်ခဲတဲ့ပု္ပ္ပစာတွေကိုသတ်မှတ်ထားတဲ့အချိန်တွင်းမှာဖြေရှင်းရတာပါကပီလည်းအဲ့ဒီပြိုင်ပွဲမှာပါဝင်ခဲ့တဲ့မေကွန်းတွေကအရန်ခက်ခဲတာကြောင့်ကျောင်းသားတော်များများထိတ်လန့်တုန်လှုပ်နေကြပေမဲ့ကပီကတော့တည်တည်ငြိမ်ငြိမ်ပါပဲဂုရုကြီးရေခွက်နဲ့တင်ပေးခဲ့တဲ့အတိုင်းသူဟာမေကွန်းတစ်ခုချင်းစီအပေါ်မှာပဲအာယုံကိုစိုက်ထားခဲ့တယ်ရလက်တွေထွက်လာတဲ့အခါမှာတော့ကပီကပထမဆုကိုရရှိသွားခဲ့တယ်အားလုံးကသူ့ကိုဝိုင်းပြီးဂုဏ်ပြုကြသလိုဂုရုကြီးကလည်းဂုဏ်ယူစွာနဲ့ပြုံးနေခဲ့တဲ့စီကန်းရှိတဲ့စိတ်ဟာပါရမီကံတရားဒါမှမဟုတ်ဉာဏ်ရည်ထက်မြက်မှုတွေထက်ပိုပြီးအစွမ်းထက်တယ်ဆိုတာကိုကပီတက်တည်ပြနိုင်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ကပီကိုစိတ်ကိုအနိုင်ယူနိုင်တဲ့ကောင်လေးအဖြစ်တရွာလုံးကသိသွားကြပါတယ်အကယ်၍တင်ဟာဒီနေ့မှာလှုံ့ဆော်မှုလေးတစ်ခုကိုခန်းစားလိုက်ရတယ်ဆိုရင်အဲ့ဒီစိတ်သက်ကိုအပြောက်မခံပါနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်မျှော်လင့်ချက်လိုအပ်နေတဲ့သူတွေစီကိုဝေမျှပေးပါပြီးတော့ခွန်အားနဲ့ပညာရှိတဲ့ခရီးကိုအတူတူရှောက်လန်းနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပါဦးအောင်မြင်မှုရဲ့နောက်ထပ်အခန်းကဏ္ဍတစ်ဟာတင်ကိုယ်တိုင်စိတ်ကိုစီကံချလိုက်တဲ့အချိန်ကနေစတင်တာပါဒီနေ့ကစပြီးအခုပဲစတင်လိုက်ပါ